တင်တော့ကကျောင်းမကြီးတယောက်အင်မတန်တရားကောင်းတဲ့တန်ရရှိကျောင်းကြီးဆောက်ထားတာကျောင်းလည်းပြီးရောကျောင်းရည်စက်ချဆရာတော်ကနေပြီးတော့ကျောင်းရည်စက်ချဘွဲကြီးမှာဒကမာကြီးကိုယ်တိုင်လာဦးစီးမယ်ဆိုတော့လာလောက်ပါဆရာတော်ကြီးတွေလည်းပင့်မယ်ပင့်တိုက်တာရှိတဲ့တန်ခါအားလုံးဆုံးကတ်မယ်ကတ်ဆရာတော်အကုန်ခွင့်ပေးတယ်ဒကမာကြီးကိုယ်တိုင်ဦးစီးပြီးတော့လာလောက်တာဆရာတော်တွေကတ်မဲ့ဝိုင်းအတွက်ပကံခွဲရောက်တယ်သူကိုယ်တိုင်ဆေးမတဲသွားတာတစ်ချက်လွတ်ကြကွဲသွားအောင်ကွဲလဲကွဲရောဆရာတော်ကအဲ့ဒကမာကြီးပကံဆေးကြောပြီးမှခေါ်ပြောတယ်ဒကမာကြီးခုနဒကမာကြီးကြောင့်ပကံတစ်ချက်ကွဲသွားတာတွေးလိုက်တယ်မှန်ပါဗျာကွဲသွားပါတယ်ဗျာအဲ့ဒါဒကမာကြီးပြီးရင်အစားပြန်ထဲလိုက်နော်အဲ့လိုပြောတော့ဆရာတော်ကဒကမာကြီးကိုစေတနာနဲ့ပြောတာဒကမာကြီးစိတ်ထဲကတွေ့တာကြည်စမ်းငါဒီလောက်ကြောင်းကြီးတစ်လုံးဆောက်လှူထားတာသူ့ပကံလေးတစ်ချက်ကွဲတာအယောတောင်းနဲ့တော်ပြီဒီဘုန်းကြီးနောက်မကိုးကွယ်တော့ဘူးတဲ့ဆရာတော်ကကြည်တာဘာစီကံလဲဓမ္မစီကံဒကမာကြီးကကြည်တာလောကစီကံလောကစီကံကိုကိုယ်အိမ်ဧည့်သည်လာတယ်ထမင်းကျွေးမယ်ဒကာဒကမတွေကနော်ထမင်းကျွေးတဲ့အခါကျတော့အမင်းလဲစားပြီးရောဧည့်သည်ကပကံဆေးမယ်လို့တော့အိမ်ရှင်ကဟဲ့မဆေးနဲ့ငါဆေးမယ်ထားလိုက်ဧည့်သည်ကလည်းဟဲ့ကိုဆေးမယ်ဆိုပြီးအတင်းထဆေးပကံတစ်ချက်လွတ်ကြွက်တော့နင်းကြောင့်ကွဲတာနင်းပြန်ရောဆိုရင်အဲ့ဒီလူကယဉ်ကျေးသလားရိုင်းသလားလောကစီကံနော်ရိုင်းတယ်ဓမ္မစီကံကြတော့ရိုင်းသလားယဉ်ကျေးသလားတန်ခါတွေပိုင်တဲ့ပစ္စည်းဆိုတာတန်ခါလှုပ်စာတပြားမှရှိတာမဟုတ်ဘူးနော်သူများလှူထားတန်းထားတဲ့ပစ္စည်းကိုကြောင့်ပျက်စီးရင်အစားပြန်ထည့်ရတယ်ဘာစီကံလဲဓမ္မစီကံအဲ့ဓမ္မစီကံဟာလောကစီကံနဲ့မတူတဲ့အတွက်ငါကဒီလောက်ကြီးလှူထားတာသူ့ပကံတစ်ချက်ကွဲတော့ပြန်တောင်းတယ်ဆိုပြီးတော့စိတ်ဆိုးရင်ဆရာတော်မှားလားဒကမာကြီးမှားလားဘုန်းကြီးရှိမှတော့တဲ့အနာပဲဖြေတာနော်ကွယ်ရချောင်းမှာမျက်စောင်းလေးတထိုးထိုးနဲ့အဲ့ဘုန်းကြီးကကတ်စည်းကိုနဲ့တယ်မလုံနဲ့နော်မတို့လှူထားတာအများကြီးပဲမလုံနဲ့ဆရာတော်ကဘာဖြစ်လို့ပြောတာလဲတန်ခပစ္စည်းအစိတ်သီးသုံးနေအလွန်ခက်မခက်ဘူးလားခက်လားအေးကွဲသွားလို့မရောရင်တက်မလွန်မှပြန်ဆက်ရတတ်တယ်အကျွေးဆိုတာဒီတိုင်းနေလို့မရဘူးနော်ဆက်ရတတ်တယ်တဲ့အဲ့ဒါကြောင့်မလို့ဆရာတော်ကဒကမာကြီးကိုပြောပြတာမုန်းလို့ပြောတာလားစေတနာထားလို့ပြောတာလားမပြောလဲမရဘူးလားရတာပေါ့ဆရာတော်မပြောနဲ့ငါမြဲပြောလိုက်လို့ရှိရင်ဒကမာကြီးကဒီဘုန်းကြီးနဲ့သူ့ပစ္စည်းတော်တော်သိတတ်တယ်ဆိုပြီးတော့မုန်းပြီးတော့မလာရင်ငါပစ္စည်းလေးပါရှားပါသွားလိမ့်မယ်အဲ့တော့သူကသူသေကံမအပယ်ကြရုံမကလို့ဘာဖြစ်ဖြစ်ငါအမုန်းခံမပြောတော့ဘူးလို့နေရင်အဲ့ဒီဆရာတော်ဟာဆရာကောင်းပိတလားဆရာဆိုတာဂုဏ်ရှိတယ်နော်အာလုံးလိုက်ဆိုနာနာချင်းချင်းအပြစ်မြင်ကဝမ်းတွင်မသို့ဟုတ်တိုင်းဆိုလျက်ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဟုလောနာနာချင်းချင်းအပြစ်မြင်ကဝမ်းတွင်မသို့ဟုတ်တိုင်းဆိုလျက်ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဟုလောဆရာဆိုတဲ့ပုဂ္ဂိုလ်ကအပြစ်တစုံတရာမြင်ရင်စိတ်ထဲမှာမှတ်သွားလောက်အောင်နာနာကျင်ကျင်အပြစ်မြင်ကတဲ့အပြစ်မြင်ရင်စိတ်ထဲမှာနာကျင်ပြီးတော့ဘယ်တော့မှမကျူးလွန်သွားလောက်အောင်မကျူးလွန်ကျင်လောက်အောင်မှတ်သွားလောက်အောင်ကိုတခါတည်းဒဲတို့ပြောပြီးဘာလို့ရမလဲဆုံးမတဲ့အဲ့လိုဆုံးမရင်ဘာလို့ခေါ်လဲဆရာဒကာဒကမတွေဆရာရွေးတတ်မှာနော်ဘာမှမပြောတိုင်းတော်တယ်လို့မထင်နဲ့နော်တချို့ပြောတယ်လေဘုန်းကြီးလေးကတိတ်အေးတာပဲဘာမှမပြောဘူးမကြည်ညိုလိုက်တာအပြစ်မြင်လို့ဆုံးမလို့ရှိရင်ဘုန်းကြီးကရှားကိုရှိတယ်ကိုယ်နေရာကိုမနေဘူးပြောတတ်ကြတယ်နော်ကဲဆရာရွေးပြီဆိုရင်မပြောသူရွေးရမှာလားပြောသူရွေးရမှာလားကိုယ်အပြစ်ရှိရတဲ့နဲ့ဒကာဒကမမုန်းသွားမှစိုးလို့အမုန်းခံပြီးမဆုံးမဘူးဆိုရင်အဲ့ဒါဆရာကောင်းဟုတ်ပါမလားဆရာကောင်းဆိုတာကအပြစ်မြင်ရင်ကြည်နေရမှာလားဆုံးမမလားအဲ့ဒါဆရာသမားတိုင်းရဲ့တာဝန်တဲ့အဲ့ဒါဆရာရွေးတတ်ဖို့နော်လောကလူသားတွေဆရာရွေးမမားစေဖို့လောကဆေးဆရာမှားရင်တသက်ပဲကိုယ်ကွယ်တဲ့ဆရာမှားရင်
တတန်တရာလုံးတတိထားနော်လောကဆေးစရာဆေးထိုးမှားလို့သေရင်တသက်ပဲနော်ကိုးကွယ်တဲ့တရားဆရာမှားလို့မိမိတို့ကိုမဆုံးမတော့ဘူးသို့မဟုတ်တလွဲကိုဆုံးမတယ်ဆိုတတန်တရာလုံးဒုက္ခမများဘူးလားများလားဒါကြောင့်ဘယ်ဆရာအရေးကြီးတရားဆရာအရေးကြီးတယ်နော်ဆေးဆရာမှားရင်တက်တစ်ခေါက်ခေါက်နဲ့ဖြစ်ရလေခြင်းမလုပ်နဲ့တသက်ပဲသေမှာတရားဆရာမှားရင်တတန်တရာလုံးသေမှာတဲ့ဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေဘုန်းကြီးကိုးကွယ်တတ်ဖို့ဆရာရွေးတတ်ဖို့ပြောပြတာနော်မိမိကိုဆုံးမရင်အဲ့ဒါပါလေဆရာအခုဆရာတော်ကဆုံးမနောက်မှအဲ့ဒီဓမ္မကြီးကလေဒီလိုတရားဓမ္မတွေတန်ခါပစ္စည်းသုံးစွဲနည်းတွေစာအုပ်တွေဖတ်တရားတွေနာအဲ့တော့မှလေဒီဆရာတော်ဘာကြောင့်ပြောတယ်ဆိုတာသဘောပေါက်ပြီးတော့သေတဲ့အထိကိုကိုးကွယ်သွားတယ်တဲ့